ခင်ဗျားတို့ကြည့်ခဲ့ရတဲ့ဇလန်တစ်ခုရဲ့စက်သိန်းကအစစ်မဟုတ်ခဲ့ဘူးဆိုရင်ခင်ဗျားတို့လက်ခံလိုက်တဲ့စက်သိန်းကစက်သိန်းအစစ်မဟုတ်ဘဲနဲ့လှည့်စားမှုတစ်ခုပဲဖြစ်နေခဲ့မယ်ဆိုရင်ဒါကဗီလိန်တယောက်ကဖန်တီးခဲ့တာမဟုတ်ဘူးလို့ဒါရိုက်တာကဒါမှမဟုတ်စတူဒီယိုကဖန်တီးခဲ့တာလည်းမဟုတ်ဘူးအဲ့လှည့်စားမှုကိုခင်ဗျားတို့ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးယူခဲ့တာဘာလို့လဲဆိုတော့ကျွန်တော်တို့တွေအဲ့ဒီဇလန်တစ်ပုဒ်ကိုအဆုံးမသက်စေခြင်းလို့ပဲကျွန်တော်တို့တွေလက်မလွတ်နိုင်တဲ့အခါဖြေကိုမရှာတော့ဘူးတခြားအမှန်တရားတစ်ခု alternate reality ကိုပဲဖန်တီးယူလိုက်ကြတယ်ဒီဗီဒီယိုမှာတော့ plot holes တွေ fans theory အကြောင်းပြောမှာမဟုတ်ဘူး Stranger Things ending ကိုတချို့ fans တွေဘာကြောင့်လက်မခံနိုင်ရလဲဆိုတဲ့အကြောင်းပြောမှာအဲ့ဒါကတော့လူပြောများနေတဲ့ conformity gate theory ပါပဲYou know Will? Do you know where he is? Hiding. From who? generation တိုင်းမှာ entertainment တသက်မဟုတ်ပဲကျွန်တော်တို့နဲ့အတူတူကြီးပင်းလာတဲ့ဇာတ်လမ်းတွေရှိကြတယ်ဥပမာ Harry Potter လိုဇာတ်လမ်းမျိုးNarnia လိုဇာတ်လမ်းမျိုးဒီဇာတ်လမ်းတွေကကျွန်တော်တို့နဲ့အတူအမြဲရှိနေပြီးကျွန်တော်တို့နဲ့အတူကြီးပင်းလာတယ်ဒါကရုပ်ရှင်တသက်မဟုတ်တော့ပဲကျွန်တော်တို့ဘဝတွေရဲ့မှတ်တိုင်တွေလိုဖြစ်လာလူအများစုအတွက်ကတော့ Stranger Things ကဒီလိုဇာတ်လမ်းမျိုးဖြစ်ခဲ့လိမ့်မယ်ထင်တယ်ဒါကြောင့်ဇာတ်လမ်းဆုံးသွားတဲ့အခါမှာခံစားချက်ကကျင့်တတ်မှုမရပဲလက်မခံနိုင်တဲ့ခံစားချက်ဖြစ်နေတယ်။ဇလန်ဖွဲ့စည်းပုံရကြည့်မယ်ဆိုရင် Stranger Things ရဲ့စက်သိန်းကအငင်းပွားစီကလက်မခံနိုင်တဲ့အသိမရှိဘူး။ အန်ဒီရီဖြည့်ရှင်းပြီးပြီ။ကဘာကြီးလွတ်မြောက်သွားပြီ။ Hawkins လည်း AC ဖြစ်သွားပြီ။ဇက်ကောင်တွေကလည်းသူတို့ရဲ့ trauma တွေကိုကျော်လွှားနိုင်ခဲ့ပြီ။ဒါပေမဲ့ပရိသတ်တွေရဲ့စိတ်ထဲမှာတော့ဒါကြီးကတစ်ခုခုလွဲနေတယ်လို့ပဲ။စက်သိန်းကမှားနေလို့လည်းမဟုတ်ဘူး။ပြဿနာကအရန်အေးအေးဆေးဆေးဖြစ်နေလို့ပြောရမယ်။မုံတိုင်းမလာခင်ငြိမ်သက်နေတဲ့ပင်လေပင်လို့အေးစိငြိမ်သက်မှုမျိုး open ending လောက်ထားခဲ့တယ်ဆိုပေမဲ့ဇလိုင်းကနောက်ဆုံးမှာဘာဖြစ်သွားလဲဆိုတဲ့မိကုန်းကို Duffer Brothers ကဖြေဖို့ဝင်လေးနေရတယ်ပြောရမယ် series တစ်လျှောက်လုံးသူက trauma တွေအကြောင်းတွေပြောခဲ့ပေမဲ့ဇသိမ်းမှာ trauma တွေကလူတွေကိုဘယ်လိုထာဝရပြောင်းလဲပြစ်လိုက်တယ်လဲဆိုတာကိုဖြေမပေးခဲ့ဘူးအဲ့ဒီမှာကျွန်တော်တို့ပရိသတ်တွေရဲ့စိတ်ထဲမှာမရေမရမှုတွေစဖြစ်လာတော့ဒါကပဲကျွန်တော်တို့ကိုဟုတ်ရောဟုတ်ပါမလားဆိုတဲ့အတွေ့ဝင်လာစေရပဲနှစ်ပေါင်းများစွာတိုင်အောင် Stranger Things ကကျွန်တော်တို့ပရိသတ်တွေကို season တစ်ခုပြီးတိုင်းမှာဝမ်းနည်းစရာကောင်းပို့ပြီးနာကျင်ရအောင် train ပေးထားခဲ့တယ်ပြောရမယ်ပထမဆုံး Bob တည်တယ်ရုရှားဆရာဝန် Alexei တည်တယ် Hopper တည်ပြီးမှပြန်လာတယ် Chrissy တည်တယ်နောက်ဆုံး Eddie ထိပဲဗျာပို့ပြီးကြောက်စရာကောင်းတဲ့ Demogorgons တွေပိုကျန်းတဲ့ Adventures တွေပိုနာကျင်ရတဲ့စိတ်ထင်ရတယ်။ဒါကြောင့်ပဲဒီနောက်ဆုံးအခိုက်အတန့်နောက်ဆုံးဇက်သိမ်းပိုင်းမှာဘဝမဲ့ဝမ်းနဲ့ရမဲ့ကိစ္စတွေဖြစ်မဲ့စားအေးစစ်စစ်ဖြစ်သွားတဲ့အခါမှာ fan stream တွေနဲ့စိတ်ထဲတိတ်အစင်မပြေခဲ့ကြဘူး။ fan stream က emotionally အရာပိုပြီးခံစားရဖို့ sacrifice ဖြစ်ဖို့ပြင်ဆင်ထားခဲ့ပြီးသားဗျာ။ဒါပေမဲ့ဇလန်းကတက်တောင့်တက်တာလေးရှိရဲ့လမ်းကိုရွေးသွားတယ်။ဒါကဇက်သိမ်းမားတယ်လို့ပြောချင်တာမဟုတ်ပေမဲ့ကျွန်တော်တို့ဖြတ်တန်းခဲ့တဲ့ Stranger Things ခရီးချမ်းနဲ့ရှင်ဇက်သိမ်းကပြက်ဖြစ်သွားစီတယ်ပြောရမယ်စိတ်ပြက်တာတော့မဟုတ်ဘူးညာနေမတိထိုင်မသာဖြစ်သွားတာအဲ့ဒီလိုစိတ်မသက်မသာဖြစ်မှုကပဲမျိုးစေ့ဖြစ်လာခဲ့တဲ့ conformity case ဆိုတာကစိတ်ကူးရင်မှုကနေစားခဲ့တာတော့မဟုတ်ဘူးတန်တရားတွေကနေစားခဲ့တာကျွန်တော်တို့တွေကမပြီးပြတ်သေးဘူးဆိုတဲ့ခံစားချက်မျိုးတွေမကြိုက်တတ်ကြဘူးဒါကြောင့်အကြောင်းပြချက်တွေကိုလိုက်ရှာတယ်ပရိသတ်တွေကဇသိမ်းပိုင်းကိုတကွက်ချင်းစီပြန်ကြည့်ရဲအနေပြန်ကြည့်ကြည့်ရဲ့ background music တွေကိုတတိချာနားထောင်တယ် Hawkins မျိုးကြီးကဘာလို့အရင် episode တွေနဲ့မတူဘဲနဲ့ပိုပြီးတအားလင်းထိန်နေရတာလဲဇက်ကောင်တွေကဘာလို့တအားတည်ငြိမ်နေရတာလဲဘာလို့လေတံတွေကရောဒီလောက်မူးညံ့နေရတာလဲအေးချင်းဇက်သိမ်းသွားတာဇက်သိမ်းလို့မမြင်ပဲနဲ့ Batman ရဲ့ trick လို့မြင်လိုက်ကြတယ်တဖြည်းဖြည်းနဲ့အထင်မြင်နေရတယ်ပြီးယူဆချက်တစ်ခုဖြစ်လာတယ်ဇက်သိမ်းကအတူကြီး Hawkins ကပိတ်မိနေတော့မယ်လက်ရှိအမှန်တရားကအလိမ်ညာကြီးပြီးတော့အရေးကြီးဆုံးကနောက်ထပ်တစ်ခုခုရှိရအောင်မယ်ဖွက်ထားတဲ့အပိုင်း hidden episode တစ်ခုခုကြံနေအောင်မယ်နောက်ဆုံး
ထွက်လာရမယ့်အမှန်တရားဒါရိုက်တာတွေပြောဖို့ကြံနေတဲ့လှုပ်ဝက်ချက်ကဘာလဲဆိုပြီးဖြစ်လာအောင်ဒီအဆင့်ရောက်တော့ confirmatory gate theory ကသုံးသက်ချက်တွေမဟုတ်တော့လူရဲ့ယုံကြည်ချက်ဖြစ်သွားပြီ Stranger Things fan အတိုင်းဝိုင်းကအတူတူ theory တွေထုတ်နေကြအောင်မကတော့ပဲနဲ့သူတို့ရဲ့လက်မခံနိုင်မှုကိုအချင်းချင်းထောက်ခံပေးကြတဲ့အဆင့်ထိရောက်လာစိတ်ဝင်စားဖို့ကောင်းတာကပရိသတ်တွေကမှားနေလို့မဟုတ်ဘူး fan တန်းတွေဆိုတာအများနဲ့မှားတတ်ကြတာပဲဗျာဘာ leak ညာ leak ဘာ theory ညာ theory တွေဆိုတာအများနဲ့ရှိတတ်ကြစမြဲပဲဒါကစမ်းမနေဘူးတကယ်စမ်းတဲ့အချက်ကဒီခန်းစားချက်တွေကကျွန်တော်တို့ရဲ့အတွေးအမြင်တွေကိုလောက်တိနက်နက်ရှိုင်းရှိုင်းပုံဖော်ပေးသွားလဲဆိုတာပဲဒါက Easter egg တွေ plot holes တွေအတင်းလိုက်ရှာပြီးတကယ်ဟုတ်တယ်အောင်နဲ့အယောင်ဆောင်ထားတယ်ကျွန်တော်တို့ရဲ့ဝမ်းနဲ့ပူဆွေးမှုတက်တက်ပဲဗျာဒါကခင်ဗျားတို့လက်မခံခြင်းနဲ့လက်ခံရမယ့်ကိစ္စStranger Things series ကကျွန်တော်တို့ fans တွေအများစုရဲ့စကူးမကူကာလာတွေမှာရောက်လာခဲ့တယ်ပြောရမယ်။ငယ်ငယ်ကကလေးဘဝမှာကြီးခဲ့ရတယ်။ဆယ်ကျော်သက်အရွယ်မှာပြန်ကြည့်ရတယ်။ထီးကျန်နေချိန်မှာဖြစ်ဖြစ်ပြင်းနေချိန်မှာဖြစ်ဖြစ်ဒီရုပ်ရှင်ကိုပဲခဏခဏပြန်ကြည့်ဖြစ်တယ်။ဒါကအများနဲ့ပြောင်းလဲနေတဲ့လောကကြီးမှာမပြောင်းလဲပဲတည်ရှိနေတဲ့အရာတစ်ခုဖြစ်လာခဲ့တယ်။ပြီးတော့ဆယ်စုနှစ်တစ်ခုစာကြီးဗျာ။ဒါကြောင့်မို့လဲဇလန်းဆုံးသွားတဲ့အခါမှာဆုံးရှုံးမှုကကိုယ်တိုင်ခံစားရတယ်လို့ဖြစ်တယ်psychology ရဒါကအန်ဟောစီရတော့မဟုတ်ဘူးကျွန်တော်တို့ကိုအထိပ္ပယ်ရှိစေတဲ့အရာတခုခုပြီးဆုံးသွားတဲ့အခါမှာကျွန်တော်တို့စိတ်ကဒါကိုဆက်သွားနေဖို့ပဲကြိုးစားတယ်အဲ့လိုဆက်သွားဖို့မဖြစ်နိုင်တော့တဲ့အခါတခြားလမ်းကြောင်းကိုဖန်ပြီးယူလိုက်တယ်အဲ့ဒါကတော့အခုခင်ဗျားတို့ကျွန်တော်တို့ပြောနေကြတဲ့ confirmatory gate theory ဆိုတာပဲဒီနေ့မှာရည်စရာကောင်းတဲ့အချက်တစ်ခုရှိရပဲ Stranger Things ရဲ့အဓိက feeling တက္ကနာကလူတွေကိုလှည့်စားမှုတွေနဲ့ထိန်းချုပ်တတ်တဲ့ feeling မျိုးလူတွေကိုပိုလုံးကြုံစေတယ်ပိုပြီး safe ဖြစ်စေတယ်လို့ခံစားရတဲ့အမှန်တရားအတူတူဖန်တီးခဲ့တဲ့ feeling ခုကြပြိသက်တွေကမသိစိတ်ထဲမှာသူ့ကိုပြန်ပြီးပုံတူကူးနေပြီလို့တော့ပြောလို့ရတယ်ကျွန်တော်တို့ကဇက်သိန်းကိုရိုးတသားလက်ခံလိုက်မဲ့အစားကိုကိုလှည့်စားပလိုက်တယ်တယောက်ယောက်လှည့်စားလို့မဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ကိုယ်တိုင်ကတန်ရုံးစင်ကြီးလို့လှည့်စားခံလိုက်တယ်ကျွန်တော် Stranger Things အကြောင်းပဲပြောနေတာဘယ်သူမှတော့ပြေးပြီးတတိမရနိုင်နဲ့ဟုတ်နောက်ဆုံးမှာ Dapper Brothers ကပါဝင်ပြီးတော့ဘာမှမရှိတော့ပါဘူးလို့ဝင်ရှင်းလာရတဲ့အထိပဲတရုတ်ဆောင်တွေကိုယ်တိုင်လည်း social media ဝတ်တက်ပြီးဘာမှမရှိပါဘူးလို့တက်ရေးရတယ်ဖွက်ထားတဲ့ဘိုင်းကမရှိတော့ဘူးခြံထားတဲ့ဇက်သိမ်းပိုင်းနောက်ကျန်တဲ့ဇက်သိမ်းပိုင်းဆိုတာမရှိတော့ဘူးဇလန်းကပြီးသွားပြီဒါပေမဲ့မပြီးနိုင်သေးရဲ့အဖွဲ့တစ်ဖွဲ့ကရှိသေးရဲ့ဒုတိယမြောက် response တစ်ခုထွက်လာတယ်အဲ့ဒါကဇက်သိမ်းလိုက်တာကိုမကြိုက်ကြတဲ့အဖွဲ့ဇက်သိမ်းလိုက်တာကိုမကြိုက်ရတော့ဇက်သိမ်းကိုမကြိုက်တယ်လို့ပြောချင်တာမဟုတ်ဘူးအဆုံးသက်ဆိုတဲ့အယူဆကိုမကြိုက်တယ်ဘာလို့လဲဆိုတော့အဆုံးသက်သွားတယ်ဆိုတာကဆုံးပြစ်လိုက်တယ်လို့သူကခံစားရလို့ကျွန်တော်တို့ဒီဘက်ကပရိသတ်တွေကအဆုံးသက်ဆိုတာနဲ့တိတ်မရင်းနှီးကြတော့ပြောရမယ်ကျွန်တော်တို့ကအဆုံးမရှိဆက်သွားနေတဲ့ခကြီးရမှနေနေတာ reboot တွေ spin off တွေ multiverse တွေဇလန်းတွေကဘယ်တော့မှဆုံးသွားတယ်မရှိဘူးခဏပဲရက်သွားမယ်ဒါကြောင့်မို့လဲ Stranger Things ကတကယ်ပြီးပြီလို့ပြောလိုက်တဲ့အခါကျ Netflix နဲ့ကျွန်တော်တို့နဲ့ကြာDapper Brothers နဲ့ကျွန်တော်တို့ရဲ့ခြားရချင်းချင်းပြောစရာမလိုပဲထားတဲ့ဂတိကဝတ်တစ်ခုကိုချိုးဖောက်လိုက်တယ်လို့ခံစားလိုက်ရတယ်။ဒါပေမဲ့ဇက်သိန်းကအများစုပြောနေကြတယ်လို့ပေါ်ပြဇက်သိန်းခဲ့တယ်လို့တော့မထင်ဘူး။ Maybe plot holes တွေပါရှိမယ်ဗျာ။ကျွန်တော်က plot holes တွေအကြောင်းပြောချင်တာမဟုတ်လို့ထည့်မပြောတော့ဘူး။ဒါလည်းအများတွေ့မှုလိမ့်မယ်အများကြီး။ဇက်သိန်းကို Dapper Brothers ကရွေချက်ရှိလုပ်ခဲ့တာ။သူတို့ကလူတွေကို1 minute စီခြင်းကိုလွှတ်ချပေးဖို့ release လုပ်ဖို့ပဲရည်ရွယ်ခဲ့တာဗျပရိသတ်တွေစိတ်သက်တရားရဖို့အတွက်သူစက်ကောင်တွေကိုဒုက္ခပေးဖို့မရည်ရွယ်ခဲ့ဘူးသူတို့ကြီးပြင်းဝင်ပေးလိုက်တယ်အဲ့ဒီချက်ကပဲပရိသတ်တွေကိုလက်မခံနိုင်ကြပရိသတ်တွေက episode 9ကိုမျှော်လင့်နေကြတယ်ဆိုတာကတကယ်တော့အပိုင်းတစ်ကိုလိုချင်တာထက်10နှစ်ကျော်တန်ရောစင်တွေ့ခဲ့ရတဲ့ဇက်ကောင်တွေကိုအကောင်းဆုံးပုံစံနဲ့နှုတ်ဆက်ခွင့်မရလိုက်ဘူးလို့ခံစားနေရတယ်Netflix လို့စီးပွားရေးသမားမျိုးကနောက်တစ်ချိန်မှာပရိသတ်အလိုလိုက်ပြီးထိတ်ရိုက်ရင်လည်းရိုက်လိမ့်မယ်ဒါပေမဲ့လောလောဆယ်မှာတော့episode 9ဆိုတာကကျွန်တော်တို့ရင်ဆိုင်ရမှာကြောက်နေတဲ့လက်တွေ့ဘဝကနေခဏတာထွက်ပြေးခြင်းနဲ့စိတ်ကူးရင်မှုသင်္ကေတတစ်ခုပဲရုပ်ရှင် series ဇလန်တစ်ပုဒ်ကလူတွေရဲ့ဘဝထဲမှာဘလောက်ထိနက်နက်ရှိုင်းရှိုင်းစီးဝင်သွားခဲ့လဲဆိုရင်အဲ့ဒီဇလန်ရဲ့အဆုံးသက်ကအမှန်တရားလို့တော့မထင်ရတော့တဲ့အထိပဲတကယ်တော့ episode 9ဆိုတာရောခြံထားတဲ့အပိုင်းဆိုတာကမရှိခဲ့ဘူးချပြဖို့စောင့်နေတဲ့ trick ဆိုတာလည်းမရှိခဲ့ဘူးကျွန်တော်တို့လက်မခံခြင်းနဲ့အမှန်တရားတစ်ခုပဲရှိခဲ့တယ်အဲ့ဒါကတော့ Stranger Things ဇလန်ကတကယ်စုံသွားပြီဆိုတာပဲ confirmatory gate theory ဆိုတာကပျောက်ဆုံးနေတဲ့အကြောင်းအရာတွေပျောက်ဆုံးနေတဲ့ episode တွေအကြောင်းမဟုတ်ဘူးကျွန်တော်တို့ပျောက်ဆုံးသွားတဲ့ comfort
အကြောင်းပဲ Stranger Things ကဇလန်းတွေဆိုတာကျွန်တော်တို့ရဲ့ဘဝတွေမှာဘယ်လောက်တိနဲ့ရှိန်ရှိန်အမြင့်တွေ့နိုင်လဲဆိုတာကိုပြလိုက်တယ်မရေရာမှုတွေအထီးကျန်မှုတွေအပြောင်းလဲတွေကြာမှာဒီ series ကကျွန်တော်တို့ရဲ့အဖော်မုံကောင်းဖြစ်ခဲ့တယ်သူတို့တွေထွက်ခါသွားကြတဲ့အခါစက်ကောင်တွေကိုပဲခေါ်သွားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့အမှတ်တရတွေကပါသွားတယ်တကယ်တော့ Stranger Things ရဲ့ကြောက်စရာအကောင်းဆုံးຢာက Mind Flayer လည်းမဟုတ်သလို Batman လည်းမဟုတ်ခဲ့ဘူးလက်လွတ်လိုက်ရခြင်းပဲ TV screen မဲသွားရုံနဲ့တော့ဇလန်းတွေကမဆုံးသွားသေးပါဘူးကျွန်တော်တို့တွေအဲ့ဒီဇလန်းကိုလွှတ်ချဖို့အဆင်သင့်ဖြစ်တဲ့အခါမှသာဇလန်းတွေကအဆုံးသက်သွားတာပါဒါကလည်းတစ်ခါတလေမှာကျွန်တော်တို့တွေကအဆင်သင့်ဖြစ်မနေတတ်ကြဘူး Okay free လက်ပိုင် AK ပါအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်